ဟိုတုန်းကကြံဒီကန်တို့ဘာလို့ဟောဘူးဘုရားနဲ့တရားဘသူမြတ်လဲလိုက်ဟောလိုက်မေးတာဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြတယ်အဖြေမပေးဘူးပေါ့လေအမှန်တော့အဖြေတစ်ခုပေးရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေတံရှိတယ်ပါဠိတော်ထာဂရတိကသုတ်တံဝိနည်းအဘိဓမ္မာဒါတွေအားလုံးဟာကျွန်တော်တို့ရဲ့ပေတံမှာကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ်ဥပမာဆိုပါဆိုကျွန်တော်တို့ဖြစ်စဉ်မြန်မာလိုပေါ့ပါဠိလိုပြောရင်တော့ပဝတ္တိကမလို့ခေါ်ပါတယ်ဖြစ်စဉ်နောက်ဒုတိယတစ်ခုကပယ်စဉ်ပဟာနကမလို့ခေါ်ပါတယ်နောက်နံပါတ်3ကျင့်စဉ်ပฏิပတ်တိကမလို့ခေါ်ပါတယ်နောက်ဘုံစဉ်ဆိုတာရှိပါတယ်ဘူမိတ်တကဘူမိတ်တကမဘုံစဉ်ဆိုတာရှိပါတယ်နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်ဒေသနကမနောက်အမျက်စဉ်ဆိုတာရှိပါတယ်ဓက္ခိကောယုကမဒီလိုအစဉ်တွေကိုကျွန်တော်တို့ဟာပေတံသပွဲထားရပါလိမ့်ဘုရားတရားတန်ခါဆိုတဲ့ယရဏသုံးပါးကိုဆင်ထားတာဘုရားအမြတ်လို့ရှေ့ရထားတာပေါ့ဟုတ်လားအမိနဲ့အဖမှာအမိအမြတ်လို့ရှေ့ရထားတာပေါ့လို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက်ကဆိုတဲ့မာတက်ကဟိတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့ခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ဘုရားတရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမြတ်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဖြစ်စဉ်ကိုဆင်တာဖြစ်ပါတယ်ပဝတ္တိကမှာဖြစ်ပါတယ်ဘုရားကအရင်ဆုံးပေါ်ထွန်းရပါတယ်ဘုဒ္ဓလောကေသမုပ္ပန်တော်ဟိတယတပ္ပပါဏိဖြစ်စဉ်အရာဘုရားဟာနံပါတ်1ဖြစ်ပါဘုရားဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုဖော်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မောလောကေသမုပ္ပန်တော်ဒုက္ခယတပ္ပပါဏိအဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာတန်ခါဆိုတဲ့လူအဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်တန်ခောလောကေသမုပ္ပန်တော်ပုံညကိတ္တအနုတ္တရဒါဖြစ်စဉ်ကိုပြောတာပါဘုရားပေါ်တယ်နံပါတ်1ပြီးရင်ဓမ္မဆိုတာပေါ်တယ်ဒီနေရာမှာဓမ္မကရှိပြီးသားလို့ပြောเสียရှိပါတယ်သို့သော်ရှိပြီးသားပဲမဲ့သူပေါ်ထွန်းတာမဟုတ်ဘူးပွင့်ထွန်းတာမဟုတ်ညီကြီးအောင်မှာကြောက်စိမ့်လုံးကြီးတခုအနှစ်1000လောက်ထိကြာကျင်လဲကြာမယ်ရှိကျင်လဲရှိနေမယ်သို့တော်လဲတူးဖော်မှုမရှိရင်ဒီကြောက်စိမ့်လုံးကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အားဖြင့်1ဓမ္မက2တန်ခါက3ဗုဒ္ဓနဲ့တန်ခါကိုဆက်သွယ်ပေးလိုက်တာဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါဒါကြောင့်ဘုဒ္ဓကမအရာဘုရားတရားတန်ခါလို့ဖြစ်စဉ်ကိုဆင်ထားခြင်းဖြစ်ပါတယ်ဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲတရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဘုရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါလွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်1ချက်လက်ဝှေ့ချန်ပီယံရေရေကူးချန်ပီယံရေအပြေးချန်ပီယံရေဘယ်ချန်ပီယံကတော်လဲလို့မေးရင်အဲ့ဒီအတွက်အဖြေမရှိပါဘူးဘာကြောင့်လဲအရာဌာနမတူလို့ပါအကုန်လုံးအတော်ကြီးပါပဲအထွတ်ထိပ်ကြီးပါထိုနည်းတူစွာပဲဗုဒ္ဓဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တူဓမ္မဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောသဘောတရားတစ်ခုတန်ခါဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူအဖွဲ့အစည်းတစ်ခုလူပုဂ္ဂိုလ်တူရဲ့သဘောတရားတစ်ခုရဲ့လူအဖွဲ့အစည်းတစ်ခုရဲ့အရာဌာနကွဲပါတယ်ဒါကြောင့်ကျွန်တော်တို့ကထပ်ခွဲရပါတယ်ဓက္ခိကောယုကမအမျက်စင်နဲ့ပြောကိုးကွယ်ရာမှာဗုဒ္ဓဟာယရဏနံပါတ်1ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကနတ္ထိမေပฏิပုဂ္ဂလောလို့နှုတ်တစိတ်ခတ်နေခဲ့ပါတယ်ငါနဲ့တူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးတဲ့နမေအာဇရိယောအဋ္ဌိသတိသောမေနဝိဇ္ဇတိတဒေဝကသမိန်လောကသမိန်နတ္ထိမေပฏิပုဂ္ဂလောငါမှာဆရာလည်းမရှိဘူးငါတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးသူအမျက်ဆုံးလို့ပြောတာဒါကြောင့်အခြေနှစ်ကြောင့်အခြေ4ကြောင့်အခြေ6ကြောင့်ဘယ်လိုပဲတတ္တဝါဆိုတဲ့စည်ရင်ဝင်တိုင်းအလုံးနဲ့မှာအမြင့်မြတ်ဆုံးဟာဗုဒ္ဓဒါကြောင့်ဘယ်သူကိုးကွယ်မလဲလို့ဆိုရင်ဗုဒ္ဓကိုပဲကိုးကွယ်ရပါမယ်အမြင့်မြတ်ဆုံးဒါကြောင့်ကိုးကွယ်ရမှာဗုဒ္ဓဟာယရဏနံပါတ်1ဓမ္မနဲ့တန်ခါနောက်ရောက်သွားပါတယ်အဲ့ဒါလို့ကိုးကွယ်ရမှာထိတ်တန်းဆင့်ရောက်တော်လဲပဲဗုဒ္ဓကစဉ်းစားတော်မူပါတယ်လောကမှာတည်တုံလူဦးကိုအလေးကလူမပြုတ်ပဲနေရင်မကောင်းဘူးလို့ဗုဒ္ဓရဲ့ဉာဏ်မှာထင်ပါတယ်ဒီတော့ဗုဒ္ဓသည်မိမိအလေးကလူပြုရမယ့်အရာကိုရှာပါတယ်ပုဂ္ဂိုလ်ကိုရှာပါတယ်ဘယ်သူမှမတွေ့ပါဘူးဒါဖြင့်နောက်သဘောတရားကိုရှာတဲ့အခါဓမ္မကိုတွေ့ပါတယ်ဤတရားကိုငါပင်လင်သိခဲ့လို့ဒီတရားတော်တွေသိခဲ့လို့သစ္စာတရားကိုသိခဲ့လို့ဗုဒ္ဓဖြစ်ကိုရောက်တယ်ဒါကြောင့်ငါအလေးကလူပြုနေရမယ်လို့ဆိုပြီးဓမ္မကိုဗုဒ္ဓသည်အလေးကလူပြုနေရမယ်ဒါကြောင့်သမ္မာသမ္ဗုဒ္ဓပူဇိတံတိဋ္ဌတာနမမိဆိုတဲ့ကျမ်းဂန်ပါဠိလာရှိတဲ့နေ့ဓမ္မံကရုံကတ်တော်အလေးကလူပြုရာဓမ္မဟာယရဏနံပါတ်1ဗုဒ္ဓနဲ့တန်ခါဟာနောက်ရောက်သွားပါတယ်ဗုဒ္ဓကိုယ်တိုင်ဒီပင်ဓမ္မကိုအလေးကလူပြုနေပါတယ်နောက်တစ်ချက်တန်ခါလှူဒန်းရမှာတန်ခါဟာယရဏနံပါတ်1မြတ်စွာဘုရားရှင်ဒီဟုသောပုဂ္ဂလဒိဋ္ဌံကိုလှူခြင်းတဲ့တန်ခါဒီဟုသော
အဖွဲ့အစည်းအပေါင်းအစည်းကိုလှူဒန်းခြင်းကပို့ပြီးတော့မြင့်မြတ်တယ်လို့သာသနာရဲ့ရှေ့ရေးကိုကြိုတွေးပြီးတော့မြတ်စွာဘုရားရှင်ကတန်ခေဒိဏံမဟတ်ဖလံတန်ဃာကိုလှူဒန်းတဲ့နေရာမှာအမျက်ဆုံးပဲလို့ဖွင့်ဆိုခဲ့ပါတယ်မြတ်စွာဘုရားရှင်ဒီပင်လေမိရိတော်ဂေါတမီလှူဒန်းတဲ့ရွှေချသင်္ကန်းကိုငါအာမလှူနဲ့တန်ဃာအားလှူလို့3 ချိန်တိုင်ညွှန်ပြတော်မူခဲ့ပါတယ်တန်ဃာဂုဏ်တော်9ပါးမှာလည်းပဲအနုတ္တရံပုံညခိတံလောကသာအနုတ္တရံအတုမရှိမြတ်လာစွာသောပုံညခိတံကောင်းမှုမျိုးစေ့စိုက်ပျိုးရန်အလို့မှာအကောင်းဆုံးသောလေယာမြေလို့ညွှန်ပြခဲ့ပါတယ်ဒါကြောင့်လှူဒန်းရမှာတန်ဃာဟာယရဏနံပါတ်1ဗုဒ္ဓနဲ့ဓမ္မနောက်ရောက်သွားပါတယ်